တထေးသမီးတွေကအချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ဇနီးဖြစ်လာဖို့စိတ်အားထက်သန်စွာနဲ့သူတို့ရဲ့အကစွမ်းရည်တွေကိုပြသဖို့ရှင်ပြိုင်ခဲ့ကြတယ်ဒါပေမဲ့ဒါကအမျိုးသားကိုအရန်စိတ်အနှောင့်အယှက်ဖြစ်သွားစေခဲ့ရုံသာရှိခဲ့ပါတယ်တစ်ဖက်မှာတော့ညစာစားပွဲရဲ့ထောင်တနေရာမှာအမျိုးသမီးတစ်ယောက်ကကြက်ပေါင်တစ်ချောင်းကိုဂယုမဆိုင်ပဲစားသုံးနေခဲ့ပါတယ်အဲ့ဒီနောက်အမျိုးသားကသူ့ခေါင်းကိုလှည့်ပြီးထောင်ကအမျိုးသမီးကိုတွေ့မြင်သွားခဲ့တယ်မထင်မှတ်ပဲအမျိုးသားကသူမကိုသူ့ဇနီးအဖြစ်ရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်လူတိုင်းမြင်သက်သွားခဲ့ကြပြီးမယုံကြည်နိုင်ခဲ့ကြပါဘူးဒါကတော့အမျိုးသမီးဟာတာမန်လူတစ်ယောက်သာဖြစ်ပြီးသူ့ရဲ့မိသားစုနောက်ခံကအဲ့ဒီတထေးသမီးတွေထက်အများကြီးနှိမ့်ချနေခဲ့လို့ပါပဲအမျိုးသားကအမျိုးသမီးစီလျှောက်သွားတဲ့အထိတော့သူမညင်းဆိုလို့ရမလားလို့မေးခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအမျိုးသားကအမျိုးသမီးကိုကောက်ချီပြီးပွဲချင်းပရာခမ်းမထဲကနေတန်တန်မတ်မတ်လျှောက်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကအမျိုးသမီးကိုသူ့မှာသဘောကျတဲ့တစုံတစ်ယောက်ရှိနေပြီဖြစ်ကြောင်းကြိုတင်ပြောခဲ့ပါတယ်သူမကိုလက်ထပ်တာကသူ့မိသားစုနဲ့သဘောတူညီချက်တစ်ခုသာဖြစ်ပါတယ်သူအဲ့ဒီလူကိုရှာတွေ့တာနဲ့သူမကိုကွာရှင်းပြက်ဆဲမှာဖြစ်ပါတယ်အဲ့ဒီနောက်သူကငွေကြေးကပြားတစ်ပြားထုတ်ယူပြီးအမျိုးသမီးကိုရော်ကြေးအဖြစ်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကတန်တန်မတ်မတ်လျှောက်ထွက်သွားခဲ့ပြီးအမျိုးသမီးကိုအဲ့ဒီနေရာမှာရက်တန့်ကြံနေစေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာညစာစားပွဲကတထေးသမီးတွေကတယောက်ကသူမနောက်ကိုလိုက်လာခဲ့ပါတယ်သူမဒေါသထွက်နေခဲ့တယ်ဘာလို့လဲဆိုတော့အမျိုးသမီးကတထေးကိုသူမစီကလူယူသွားခဲ့လို့ပါဒါပေမဲ့ရင်ထဲကအမျိုးသားကဒါကိုမြင်ပြီးကူညီဖို့ရှေ့ထွက်မလာခဲ့ပါဘူးနောက်တစ်စက္ကန့်မှာပဲအမျိုးသမီးကပြဿနာကိုအလွယ်တကူဖြေရှင်းလိုက်ပါတယ်အဲ့ဒီနောက်အမျိုးသမီးကတထေးသမီးကိုသူမကိုနောက်တစ်ကြိမ်မစဖို့တတိပေးခဲ့ပါတယ်သူမကတထေးသမီးကိုအဲ့ဒီနေရာမှာမျောလင်းချက်မဲစွာနဲ့ဒေါသတကြီးရက်တန့်ကြံနေစေခဲ့ပါတယ်နောက်ဆုံးမှာတော့အမျိုးသမီးကအမျိုးသားရဲ့တမိုးကြီးမော်တော်ယာဉ်ပေါ်ကိုတက်သွားခဲ့ပါတယ်ဒါပေမဲ့သူမကျဲသီးတစ်လုံးမတော်တဆပြုတ်ကျသွားခဲ့တာကိုတော့တတိမထားမိခဲ့ပါဘူးပြီးတော့ဒီကျဲသီးကိုတထေးသမီးကကောက်ယူသွားခဲ့ပါတယ်သူမကအဲ့ဒါဟာအဲ့ဒီသူထေးအတွက်တီးတန့်အထူးပြုလုပ်ထားတဲ့ကျဲသီးတစ်လုံးဖြစ်ကြောင်းတွေ့ရှိသွားခဲ့ပါတယ်ဒါကြောင့်အကြံစီတစ်ခုကသူ့စိတ်ထဲကိုရုတ်တရက်ဝင်လာခဲ့ပါတယ်မကြခင်မှာပဲတထေးသမီးကပြဿနာရှာဖို့အမျိုးသမီးရဲ့အိမ်ကိုတမင်တက်သွားခဲ့ပါတယ်အမျိုးသမီးကိုမြင်တာနဲ့ပြည့်ရများတဲ့အမျိုးသမီးကချက်ချင်းဒေါသပေါက်ကွဲခဲ့ပါတယ်သူမကအမျိုးသမီးကိုသူ့စိတ်ဆက်ထားသူကိုခိုးယူတယ်ဆိုပြီးအော်ငေါက်ခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကအနှဲငယ်ရှောင်တိန်လိုက်ပါတယ်တထေးသမီးကသူ့ဘာသာသူခြေချော်ပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်ဒီအချိန်မှာအမျိုးသားကအိမ်ပြန်ရောက်လာခဲ့တယ်တထေးသမီးကအမျိုးသမီးကသူမကိုအနိုင်ကျင့်တယ်လို့တမင်တက်မဟုတ်မမှန်ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကလည်းအလွယ်တကူရှုပ်လို့ရတဲ့သူတယောက်မဟုတ်ခဲ့ပါဘူးသူမကသူထေးသမီးကိုရိုးရှင်းစွာတတိပေးခဲ့ပြီးသူ့အိတ်ခမ်းစီပြန်သွားခဲ့ပါတယ်နောက်ပိုင်းမှာတထေးသမီးကအဲ့ဒီကျဲတီးကိုတမင်တက်ပစ်ချခဲ့ပါတယ်အမျိုးသားကအဲ့ဒါကိုမြင်တော့မှင်သက်သွားခဲ့တယ်တထေးသမီးဟာသူချင်းမြတ်နိုးနေခဲ့တဲ့သူဖြစ်ကြောင်းသူရုတ်တရက်သဘောပေါက်သွားခဲ့တယ်သူကအမျိုးသမီးကိုမကြခင်ကွာရှင်းပြက်ဆဲပြီးတထေးသမီးကိုလက်ထပ်မယ်လို့ကတိပေးခဲ့ပါတယ်နောက်တနေ့မနက်မှာအမျိုးသမီးကအမျိုးသားစီကဆက်သွယ်မှုတစ်ခုလက်ခံရရှိခဲ့ပါတယ်သူကသူမကိုသူနဲ့အတူကွာရှင်းပြက်ဆဲခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေဖျက်ဆီးဖို့ပြောခဲ့ပါတယ်အမျိုးသမီးကဒါကိုကြားတော့အယံပျော်ရွှင်သွားခဲ့ပါတယ်သူမကအမျိုးသားနဲ့အလင်းအမြန်တွေ့ဆုံခဲ့ပါတယ်သူမကသူချစ်ရတဲ့သူကိုရှာတွေ့တဲ့အတွက်သူ့ကိုဂုဏ်ပြုစကားပြောခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကတော့အမျိုးသမီးကအယံပြတ်သားလုံးတယ်လို့ထင်ခဲ့တယ်အဲ့ဒီနောက်အမျိုးသမီးကသူ့ကိုပွေ့ပတ်ခဲ့ပါတယ်သူမကသူမကိုချစ်မိသွားခဲ့သလားလို့မေးခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကအမျိုးသမီးရဲ့ပခုံးပေါ်ကဒဏ်ရာဟာအဲ့ဒီညကသူကြိုက်ခဲ့တဲ့ဒဏ်ရာနဲ့တစ်ထပ်တည်းတူညီနေတာကိုသတိထားမိလိုက်ပါတယ်